အခုလိုအင်ကြီးအဖြူရောင်နေအနက်ရောင်နေဆိုရင်အရောင်သွင်းရတာအရင်ခက်ပါတယ်အခုဒီနီးလေးကစပြီးတော့လေ့လာရတဲ့သူအတွက်လည်းအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ် quiz selection 2အုပ်စုတွေက quiz selection ကိုယူလိုက်မယ်ယူပြီးတဲ့အခါမှာအရောင်ပြောင်းခြင်းနဲ့ object ကို select မှတ်လိုက်တယ်အခုကအင်ကြီးလေးကို select မှတ်မယ် select မှတ်ပြီးတဲ့အခါမှာ layer ပွားရမှာဖြစ်တယ် layer ပွားခြင်းရင် control နဲ့ခြေနဲ့နှစ်ခါနှိပ်လိုက်တာဖြစ်ပါတယ်ဒီ layer ကိုကြတော့အရောင်သွင်းမယ်ဒီ layer เนาะဒီ layer 1ဆိုတဲ့ layer ကိုအရောင်သွင်းမှာဖြစ်တဲ့အတွက်ဒီနေရာမှာရှိသော solid color ကိုရွေးလိုက်ပါကိုသွင်းခြင်းတဲ့အရောင်ကဥပမာဒီလိုရောင်လေးဆိုရင် okay လုပ်လိုက်မယ်လုပ်ပြီးတဲ့အခါမှာ right click ပြီးတော့ create clipping mask ကိုသုံးပေးရမယ်သုံးပြီးတဲ့အခါမှာအရောင်မပေါ်ဘူးဒီအပေါ်ဆုံး layer ကို layer 1 copy ဆိုတဲ့ layer လေးကို click ထားတဲ့အချိန်မှာဒီနေရာကိုသွားပြီးတော့ဒီနေရာမှာရှိတဲ့ overlay ကိုရွေးလိုက်ပါရွေးလိုက်ဒီလိုဝင်သွားပြီပေါ့နော်ဒါပေမဲ့သူကတိတ်ပြီးတော့တဘာဝမကျသေးဘူးတိတ်ပြီးတော့တဘာဝမကျသေးတဲ့ပုံတွေကိုဘယ်လိုလုပ်ရမလဲဆိုတော့ label ညှိလို့ရတယ် label ညှိနေတယ်ဆိုရင်ဒီနေရာကိုသွားပြီးတော့ label ဆိုတာရှိတယ်ဒါလေးကိုသွားလိုက်မယ်သွားတဲ့အခါမှာဒီအောက် layer ကိုအကျိုးသက်ရောက်မှုရှိအောင်လို့ဒီမှာ property box လေးကြာလာပြီဆိုရင်ဒီနေရာမှာဒီဟာလေးကိုနှိပ်ပေးလိုက်เนาะဒီနေရာလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပေးဒီလိုမြားလေးကဒီလိုဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီမှာရှိရဲ့ဒီဟာလေးကိုကစားကြည့်လိုက်เนาะအဆင်ပြေတယ်လို့လေးဒီမှာကစားကြည့်အောက်ဘက်ကိုကြည့်ထားမယ်เนาะဒီမှာပုံလေးကိုကြည့်ပြီးတော့ကိုကအလိမ့်နေရာလေးဆိုအလိမ့်နေရာပြီးပြင်းလာအောင်ဒီနေရာအလင်းတင်လိုက်ရင်ပို့ပြီးအဆင်ပြေမလားအလင်းချလိုက်ပို့ပြီးတော့အဆင်ပြေမလား label ကိုကစားကြည့်ရမှာဖြစ်ပါတယ်ဒါကတော့အခုမှစပြီးတော့လေ့လာနေတဲ့သူတွေအတွက်နီလန်လေးတစ်ခုဖြစ်ပါတယ်ကိုက pro ကြဖို့အတွက်လေ့လာနေရဆိုလို့ရှိရင်တော့ဒီထက်ကောင်းတဲ့ file တွေကိုရှာဖွေပြီးတော့လေ့လာပေးရမှာဖြစ်ပါတယ်စာအုပ်လေးနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း Photoshop သင်ယူစာအုပ်လေးရှိရဖြစ်တဲ့အတွက်စာအုပ်လေးတွေမှာယူလေ့လာဖို့ highlight လုပ်ရပါပြီเนาะအားလုံးပဲစီးကြပါစေ